စားတော့မျိုးတော့ရေဒီနေ့ဂျီတာ6နဲ့ဘုံကြီးအင်ဂျီပူနည်းလေးတောက်ရမှာပေါ့နော်ဒါအင်ဂျီတော့အင်းနေကြောင်ရအောင်မယ်အဲ့လက်ဒါမိမချက်ပေးထားတဲ့အော်အေကြောတာမတင်ပေးမိမကြောပေးထားတဲ့ကျင်းခါကြောပေါ့မှုရင်းရပါဒါပြန်ချင်းတီ无比ချက်ဒါကကြောင်ရလေးဝင်တာပါနော်ဒါငရုတ်တီထောင်းဒါ အမေပို့ပေးတယ် ဘာမလို့နော်ထောင်းကတော့ဆပ်လာဆုံးပလုံးထည့်ပြီးထောင်းထားတာဒါကပြန်ဟင်း ချင်းရောရချင်းမလေး တောင်ပိုင်းလားမြောက်ပိုင်းလား တောင်ပိုင်း တောင်ပိုင်းနဲ့ဆဆာပေါ့ဒီတောင်ပိုင်းတော့ website တွေဆိုတော့ဒါပဲတောင်ပိုင်းတော့မြောက်ပိုင်းတော့ဆိုတော့ yes stop စားကြပါဦးမျိုးဟဲ့ဆွဲမယ်နေရင်ဖေးပြမလားငါစမလား juice စားကြပါဦး စားကြပါအောင်ရှင် thank you welcome ပူပူပဲဟင်းရတယ် ချက်ဖေးကြိုက်ပါတယ်ရုပ်တည် ဒီငရုတ်တီနဲ့ ရုပ်တည်နည်းနည်းပဲစား ငရုတ်တီနဲ့ဒီမှာအသားရှိတယ်ဂျီတာ6 ဒီတော့စားမှာ စမ်းမယ်လေဒါအရတော့ကောင်း ဒီလက်တော့ ဒီမှာဂျီတာ6ဒါဟိုကြာပြီ ဒီနေ့မှပဲတွေ့တယ်တွေ့ပြီးတော့စားမယ်ပါ ပူတယ်အမေတော့ပို့ပေးရတယ်ချင်းပေါင်း ငရုတ် ချင်း တည် ပေါင်း6ရ ကြည်သား ဂျီတာတော့နည်းနည်းပေါ့ နည်းနည်းလေးဆိုတော့စားဖို့စားတော့စားတယ်ဟာပါချန်ထားချန်အသိန်းတာပေါ့အသိန်းလွန်သွားတာ တင်းလုံးတော့စားကြပါဦး တော့စားပါအောင်နော် ဟဲ့ဆန်း အော်ဒါဟင်းတမျိုးရှိသေးတယ်ဒီတော့ဒီ6မင်း ဟင်းညားဘယ်ဖက်လုံးထိုင်မှမသိတော့ အားရဆိုတော့ ညအလုပ်ပိတ်တယ်ဆိုတော့ကိုဆွေးချင်တာပုံလုပ်လို့ရဒါမဲ့အလုပ်လုပ်တဲ့အချိန်မှာကျတော့မလောက်အောင်ဆိုလို့ဆိုတော့သစရွက်ဒီလုံးပြုတ်ပဲ ချစ်တယ်ချစ်တယ်တောင်းလို့မရအောင်ဆန် တက်တက်လို့ တက်လို့ဒီလိုဒီလို ရောပေါ်ကပါမဆမ်းမရှိခွဲအောင်မ တို့မ ပြော လို့ နေလားစံပြောစမ်းချက်ခီမော ချက်ချွတ်ချက်ချွတ်ကချက် တော်လိုက်တော့အမွေ အမွေးကချက် ဟိုမလဲတာ အမွေးပရိယာကချက်နဲ့ပရိယာကဘာကွာလဲ 6လဲရရင်